ဒီနေ့ကျွန်တော်ပြပေးမယ့်စီလေးတွေက column mic လေးတွေဖြစ်ပါတယ် live လွှင့်တဲ့သူတွေ TikTok ဆော့တဲ့သူတွေ vlog ရိုက်တဲ့သူတွေအတွက်တင်တော်တဲ့ column mic လေးဖြစ်ပါတယ် mic တစ်ခုပါတာရှိရယ် mic နှစ်ခုပါတာရှိရယ်ဒီ mic မျိုးစားဆိုရင်တိုက်စီရမယ် iPhone ရမယ်ပင်နဲ့သုံးလို့လည်းရမယ်ဒီ mic ကတိုက်စီနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုနိုင်ပါတယ်ဒီ Volvo အမှတ်တံဆိပ် column mic က iPhone နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုနိုင်ပါတယ်သူကတော့ mic တစ်လုံးပဲပါပါတယ်အမကန်တစ်နှစ်ပါပါတယ်အချိန်ကြာ live လွှင့်တဲ့သူတွေဆိုလို့ရှိရင်လည်း mic ကိုသုံးရင်းနဲ့ဖုန်းကိုခါရဲအသွင်းလို့ရပါတယ်အသွင်းနဲ့အဆက်မပြတ် live လွှင့်လို့ရပါတယ်တိုက်စီနဲ့ချိတ်ဆက်သုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီကောင်းလေးနဲ့ချိတ်ဆက်ပြီးတော့တိုက်စီနဲ့ကြောင်းသုံးလို့ရပါတယ်ဒီကောင်းပြောင်းလေးပေါ့နော်